အဖေအမေသားဒီနေ့လဲအလုပ်တွေပြီးလို့အဆောင်ပြန်ရောက်ပြီဒီညလဲအိမ်ကိုလွမ်းတဲ့စိတ်နဲ့ပဲအိတ်ဆက်ရအောင်မယ်တရားဒီနေ့လဲလုပ်တွေပြီးလို့ဆောင်ပြန်ရောက်ပြီဒီညလဲအိမ်ကိုလွမ်းတဲ့စိတ်နဲ့ပဲအိတ်ဆက်ရအောင်မယ်ရိုးရရမြင်မိအောင်ကြားငါရဲ့ခြေလမ်းတွေပင်ပန်းပေမဲ့မျက်ရည်မချဘူးငါမှတာဝန်တွေမိသားစုရှက်ရှောက်ရဲ့ရှေ့ဆောင်ကိုကြီးဆိုတဲ့ဂုံဘုတ်ကငါကိုအာမန်တွေပေးတယ်ဘလို့ခက်ခဲရှိပါစေဗျာပိုင်စော်ကြော်မင်းထွန်းညီလေးတို့ဖေးကိုကူညီပါတော်တာလေးရဲ့နင်ကြောင်းစာကိုပဲအာယုံစိုက်ထားလိုက်ပါငါတို့စိတ်မပူနဲ့ဒီမှာရရအဆင်ပြေတယ်တကယ်တော့လွမ်းတွေကိုမျိုးသိပ်ပြီးငါအားတင်ထားရတယ်ကပင်အုပ်စုရှေကန်အော်ရတို့ရဲ့အင်္ဂလိပ်မျက်စိမိတ်လိုက်တိုင်းညင်အောင်နေစေငါအိမ်မက်တွေဝေးမတူညီတဲ့ဘာသာစကားတွေကြားမှာငါဘဝကိုရင်တနေ့တော့ပြန်လာခဲ့မယ်အောင်မြင်မှုတွေနဲ့အတူတူပေါ့လွမ်းနေရွာကလေးရဲ့ညနေခင်းတွေတတိရတယ်အမေရဲ့လက်ရဟင်းလေးကိုငါရမ်းစားချင်တယ်အတိုင်းတစ်ပါးမှတယောက်တည်းရုံးကန်နေရတဲ့ကိုကြီးမင်းတို့အားလုံးအဆင်ပြေဖို့အတွက်ငါအမြဲတမ်းကြွနေအောင်မီOhအစင်းနဲ့ညတွေဆိုအိတ်ဆက်ချင်းငါနဲ့ဝေးခေါင်းချလိုက်ရင်အိမ်ပြန်လန်းကစိတ်ထဲမှာအမြဲတမ်းနေသေးအုတ်ထွန်းစော်နဲ့ဒေါ်စမ်းမော်တာကိုစိတ်မပူနဲ့နော်တာကြီးချမ်းမှာပါတယ်တာကြီးလှုပ်တွေစူးစမ်းနေမှာငွေကြေးဆိုတာရှာရပေမဲ့တို့မိသားစုပျော်ဖို့ဆိုငွေကြေးဆိုတာရှာရပေမဲ့တို့မိသားစုပျော်ဖို့ဆိုငါရဲ့ချွေးဆက်တွေကိုတစ်ဆက်စီရင်းနှီးမြုံနှံလို့ခဏလေးပဲစောင့်မအောင်တို့တွေအတူတူဆောင်ကြမယ်ပျော်ရွှင်စရာကဘာလေးခုကိုငါဖန်တီးပေးပါမယ်လွမ်းနေရွာကလေးရဲ့ညနေခင်းတွေတတိရတယ်အမေရဲ့လက်ရဟင်းလေးကိုငါရမ်းစားချင်တယ်အတိုင်းတစ်ပါးမှတယောက်တည်းရုံးကန်နေရတဲ့ကိုကြီးမင်းတို့အားလုံးအဆင်ပြေဖို့အတွက်ငါအမြဲတမ်းကြွနေအောင်မီပြန်လာခဲ့မယ်ရေကန်အော်ရွာလေးစီကိုကြီးပြန်လာခဲ့မယ်အိမ်မက်တွေပြည့်စုံတဲ့တနေ့မှာပေါ့